ဒါမျိုးမီနီရက်ကိုနော်ဘယ်လိုယူပြမလဲဆိုတာကြည့်လိုက်ဗျာဂိမ်းအစအဆုံးကျွန်တော်တင်ထားပေးတယ်နော်ဂိမ်းလေးအစအဆုံးနော်တခုမှမဖြတ်ပဲတင်ထားပေးပါတယ်နော်ကြည့်လိုက်ဗျာကျွန်တော်ရဲ့ဗန်ဒီတတာဘလောက်ကိုကြမ်းလဲဆိုတာဗလာဒါလေးမြင်ရလိမ့်မယ်ဗျာဗန်ဒီတတာကရင်ဗျာဗလာဒါလေးလောက်ရမယ့်အလုပ်ကတခုပဲရှိရဗျာအဲ့ဦးဆုံးလောက်ရမယ့်အလုပ်က enemy ဘက်ကဗျာအမှ high ပါရှိရသူရဲ့ဘက်ကိုတွန်းနောက်ပေးပါအခုကြောင်းလဲလာတဲ့ update မှာဆိုရင်ကွာ enemy ကိုချရဲဆိုရင်ပတ်စံရတယ်ဗျာဗလာချင်းပေါ်လာတဲ့ enemy တွေ့ရတဲ့ချဗျာဗနီတရာဆိုတာသူဖမ်းဖို့ခတ်တယ်ဆိုတော့သေဖို့ရခိုင်လို့နဲတယ်ဗျာအဲ့တော့နှစ်ယောက်တစ်ယောက်နော်မှနှစ်ယောက်တစ်ယောက်ဆိုလည်းမရအောင်နော်ကျွန်တော်တက်လို့မရဘူးဗျာဘာလို့လဲဆိုတော့သူကဘလင်းစပယ်ရဲ့တအားပါတော့ကြတော့ဗျာဒါမျိုးတက်ဖို့ဆိုတာမလွယ်ဘူးဗျာမှာအဲ့ဘာမရနော်ဒီဘက်က enemy ကိုပြန်ပြီးတော့တွန်းနောက်တယ်ဗျာအဲ့ဒါဆိုတော့ကိုမနော်အဲ့ enemy ကိုထိရတယ်အမှကြည့်ရပတ်စံနေတက်တာနော်ပတ်စံနေရတယ်အဲ့ဒါကြောင့်လို့ကျွန်တော်ချနေလကားချမို့တကယ်လို့အဲ့နေရာမှာတည်သွားတယ်ဆိုရင်လည်းဗျာတီခံလိုက်လို့ရတယ်ကိစ္စမရှိပါလို့လဲဆိုပတ်စံကတော့ကြားနေမှာပဲဗျာတီလားမတီတော့အမြတ်ပဲဗျာတီတော့ရင်တော့ကြတော့ဟိုဟာဖြစ်တယ်ဗျာတီတော့ရင်လည်းအဆုံးတော့မရှိဘူးဗျာဗန်နီတရာစကေတူရပြီဆိုရင်နော်ဗန်နီတရာတီဖို့ရခိုင်တော့တော်တော်လေးတော့နေသွားတယ်ဗျာတီလားစကေတူက right time တုံးနိုင်ပြီဆိုဗျာဒီဘက်မှာဆိုလဲ enemy ရှိလာတော့ကြည့်ရနော်မရှိတော့ကျွန်တော်လဲတာယာလေးပဲကြံပြီးမှပြန်ဘတ်ခက်လိုက်တယ်နော်ဒီမှာအလယ်မှာတွေ့တယ်အလယ်မှာတွေ့ရတယ်မှာနော်ချတယ်မှာပတ်စံနေတက်တယ်နော်မှာ64တွေ့တာပတ်စံနေရတယ်ဗျရွန်ရဲ့အားတာချက်ကအဲ့ဒါပဲနော်ဒလာချင်းဘတ်တေဆိုင်နေဆိုတာလကားဆိုင်နေအောင်ပို့ဗျာကျွန်တော်တို့ကပြင်မလားဗျာဟာဗျာဟိုဟာဖြစ်အောင်လို့ဗျာပြောရမယ်ဆိုပတ်စံလိုချင်လို့ဗျာတိလားကျွန်တော်တို့ဘက်က enemy က line တော့တိတ်ကျွန်တော်တို့ဘက်က line မကောင်းတော့ကတိရဗျာအမဝင်ချရတယ်ဗျာမဝင်ချပတ်စံနေကြရနော်တရားမတရားအဓိကမဟုတ်ဗျာအမဒီလားမလူကလိုက်ချတာကျွန်တော်နော်တားရတက်ချင်တာနော်သူကသူရှော့ရတွေ့လားမရဘူးအဲ့လိုလဲနဲ့တက်လို့မရအောင်လေနော်ကျွန်တော်ရဲ့ funny တသားရတယ်အဲ့လိုမျိုးတက်ဖို့ဆိုတာနည်းနည်းတော့ခက်မယ်ဗျာသိလားဒါတော့ဗီဒီယိုတစ်ပုတ်လုံးအခြေကြီးကိုနော်ကျွန်တော်တင်ထားပြရပါတယ်နော်ဒီမှာတာဝါထဲမှာလုံနေတာဒီကောင်လေးကနော်တာဝါထဲမှာရမယ်ဆိုရင်တရားရနေပေါ့ဗျာTo the ones who live on the edge. အော်နော် enemy တွေ့တော့နော်ကျွန်တော်တော့ချတယ်9မိနစ်မပြည့်မချင်းတော့လိုက်ချဗျာလိုက်ချနိုင်လေပို့ပြီးမှပတ်စံရလေဗျာဒီလားဒီမှာဆိုလေကျွန်တော်ဟိုနော်ဟိုရနော် K အစ်စ်တွေဟာနော် K တော့မရဘူးဗျာ K မြတယ်ပတ်စံတော့ရတယ်ဗျာဒီမလားလိုက်ချတာဗျာကိုအတွက်ဟိုဟာဖြစ်နေဗျာဒီမှာချောင်းနေရနော်ချောင်းနေရလက်တော်မှာလက်နေဗျာကောင်းလေးပါလောက်တာတော့နော်ပွဲရနည်းနည်းလွဲရတယ်အဲ့ကိစ္စမရှိပါဘူးနော်အိုးမနိုင်တော့ပြေးမှာရအောင်တော်လေးနော်ရီထီနဲ့မလို့တေသွားတာမဟုတ်မသေးဘူးကြာနော်ကျွန်တော်အိုးနိုင်တယ်ကျွန်တော်တို့ဘက်ကကြားနေနော်ကတိအားတော်တော်လေးကြားနေရနော်ဘုံအောင်ကြားတာကြမ်းတမ်းနေအောင်ကျွန်တော် enemy လိုက်ရှာတယ်နော် enemy လည်းမတွေ့တော့ဗျတွေ့တော့လေရအလဲဟာလေး never ရှင်းလဲဟာနော်အိုးနောက်တစ်ခါပုံးနေရနော်ဒီဘက်က enemy တရားဒူလဲရနော်ပုံးပြီးချတာနော်ဒီပကီရိုလို့ဘာလို့ဆိုတာနော်တကယ်ကိုဘာဖြစ်တယ်နော်ကျန်းထော်နေရပဲလာလေကောင်းလေးလာပါလို့ enemy လည်းမရှိတော့ဟိုသွားတီသွားပေါ့ဗျာလို့ဆိုတော့ပတ်စံ pressure အဲ့လေရမှာမဟုတ်ဗျာအဲ့ဒီတော့မစားရကောင်းနေဗျာဒီလား enemy လိုက်တွေ့ရလဲလိုက်ချပတ်စံနေကြနော် enemy တရားမတရားရေးမကြည့်ဘူးနော်မှာ30ဆိုနော်10ကတော့300ဗျာတာကြီးဗျာနော်ဒါမင်းနှစ်ခါပေးနှစ်ခါ60လောက်ရနော်
ဒါမျိုးပုံညာပေးနိုင်လေပတ်စံကပူရတယ်ဗျ Dance with blades. ပလီကာနဲ့ကိုကြောက်ပြီးတော့နော်ပြေးသွားတာနော်ဒီကလက်စလီရေးရတယ်ဒီကနေ့ Every new day is worth Ew, yung celebrating channel, in channel this cursed land. အနီတရာဆိုမှလည်းမကြောက်လည်းမကြောက်လေဗျာနော်ဒါတော့လုံးမလားတာဝါတက်တိလုံးမယ်နော်လှုပ်လိုက်မယ်တာဝါတက်တိလှုပ်လိုက်မယ်အေးစေးလေးပဲကြာဘာလို့လဲကျွန်တော်မတင်တာနော်စကေးတူးရှင်ဒီဝေးရလို့မဲတယ်ဗျာအဲ့ဒီပဲနည်းနည်းပါဖင်ရလို့ရတာပေါ့ဗျာဒီမှာဆိုလဲမှာနော်ဟုတ်တယ်ဟာအပြေးထိုးပါနော်ကျွန်တော်ရှိနေတာဒီဘက်ကဘက်ကီတော့လည်းကောင်းတယ်နော်ကားလေးကောင်းတာဟေးဘက်ကီတော့ဘာလို့မှလဲကောင်းလေးအိုး oh my god Gathers as Huh? the light of day fades. အစီလေးအင်ဂျင်နာပဲကောင်းနော်တန်လည်းမလှုပ်ပါဘူးအစီပါနော်အစီပြန်လို့ရအစီလေးပြန်လို့ရ One day, the flowers will bloom again, and the burn နောက်ပရိုလို့ရဘယ်လိုမြင်ကျွန်တော်စကီရဘယ်လိုလဲကောင်းလားမကောင်းလားနော်တစ်ချက်လောက်တော့ပြောခဲ့လို့ရတယ်ရာဒီလားဘာအကောင်းဆုံးစူးစမ်းထားတာဗျာအကောင်းဆုံးစူးစမ်းမှာ matters. ဆော့တာပဲဗျာဒါခုနောက်ပိုင်းတော့ဒီ asset တွေ support တော်လေးကင်လာကြနော်အင်ဂျလာဆိုပို့ဆိုးရဗျ To the ones who live on the edge. အဲ့လိုမြတ်မတွေ့တော့နော်ကျွန်တော်ဘတ်တယ်ပဲ live ဆိုင်နေတာဗျာနော်9မိနစ်ကျော်သွားပြီဆိုတော့ဗျာဘတ်တယ်ဆိုင်မဆိုင်လဲရတာနော်ကျွန်တော်ကိစ္စတိတ်မရှိအိုးတစ်ချက်ပဲနော်ဘက်ကီလိုရတယ်ကြားတယ်နော်တကယ်ကောင်းတယ်နော်ဘက်ကီကကောင်းလေးကျွန်တော်တို့ဘက်ကဟီတာလေတော်တော်လေးကောင်းပါတယ် Gathers as the light of day fades. โอเคပြန်တော့ပေါ်လာရကျွန်တော်တော့တီးမယ်ဘယ်လိုလေးတီးရမလဲဆိုတစ်ချက်လောက်ကြည့်လိုက်မယ်ဗျာโอเคပါမီးရလာလေးချမလားနော်ဒီအောင်လည်း9ရောက်ချရင်တော့ပြည့်မှာနော်စောမှာနော်စပါမင်းလည်းမဟုတ်နော် Every dawn is a new beginning. ဒီရနော်တော်တော်လေးဆိုးတယ်နော်ကိုချရတာအိုးစတာဆောကောင်းလိုက်တဲ့ချီဝမ်းတစ်ပွက်နော်စတန်ပေးလိုက်တာဒါလေးစောပါနော်မိတ်အဲ့ဒီနဲ့ကြားထဲမှာကြေမိုက်တယ်ညာနော်ကဲဘာလို့မလဲဟိုဘက်ဘတ်တယ်ဖြစ်နေတာနော်ကျွန်တော်တွားခုလိုက်ရဘတ်တယ်လေးပါလေအတိတာအော်ဟေးတာဘူးစင်ပြထားကြတော့တိတယ်နော်ဒီကောင်ကကိစ္စမကြည့်ပါဘူးကြည့်လေအေးဆေးပေါ့ဒီ Manners. တိုင်းမှာတိတ်တော့မနာဘူး There's ဗျ no place for manners in battle. ကဲအိမ်လေးပြန်လိုက်ရတစ်ချက်လောက်တော့နော်တွေးလေးနည်းနည်းတွေးလေးပါလေဖြည့်လိုက်အောင်မယ်ပြီးဘတ်တယ်ဆိုင်ဖို့ပြန်တွားမယ်ဗျာကျွန်တော်ကတော့ရာတီမလားဗန်ဂျီတတာဆိုအမာနဲ့ဆိုတာပဲကြိုက်တယ်ဗျာဘာလို့လဲဆိုနည်းနည်းဘာကနည်းနည်းအဲ့ဒါဆိုပိုပြီးမှဟောဖြစ်တယ်ဗျာဟိလားမာနဲ့ဒမ်းမီလည်းထွက်တယ်နော် level 1ကတော်တော်လေးဒမ်းမီထွက်တယ်ဗျာအခု level 1 ski ကတော်တော်ကြီးမှဒမ်းမီထွက်တာနော် Dance with blades. စီရဒီမှာနော်တက်ပြအောင်ကောအလှလေးပဲတက်ပြအောင်နော်လုံးဝကွက်တိဆော့ဒါပဲလေနော်တွေ့လားလုံးဝ solo game နော်စပယ်ချင်းတစ်ခွက်ချင်းကတီတက်နေရပဲနော်လောက်တောင်ကြမ်းလဲဆိုအမှပဲကြည့်လိုက်ရနော်ကျွန်တော်မပြောတော့ဘူးနော်ဒီကိုကျွန်တော်ဗန်နီတရာကြာဒီတော့ခရစ်တွေစားရတော်တော်လေးဟိုပါဖြစ်နေကြတော်တော်လေးကြာတယ်မစားတာပဲကောင်းပါလေသူက The flowers Yeah, will more bloom doing that. again. မတန်ဘူးဗျာလိမ့်နေရှင်းတာပိုကောင်းတယ်နော်ကျွန်တော်ထင်ပြောတာပေါ့ဗျာ Let's ကျွန် dance တော် with ရဲ့ pro blades. player အဲ့လိုမဟုတ်ဘူးဗျာအဲ့လိုထင်တာလေနော်လုံးဝဘာလုပ်ချင်တာလဲချမလားဒါဦးမရကောင်းလေးအဲ့လိုကလည်းဆက်ချမလား New day Ay, is sale worth ya, ¿no? celebrating in this country. ဒီကကြည့်လိုက်စင်လေးပါလေးကြည့်လိုက်နော်โอเคဟုတ်ပြီဆက်ချခြင်းနဲ့ဆိုဒမ်းမီလေးတစ်ချက်တော့ပေးလိုက်ပါဗျာဟုတ်တယ်နော်
ကောင်တော့ရလိုက်တယ်ဗျာဒီကောင်တော့ကောက်စားလိုက်လို့ရနော်ဒီမှာတလဲ9ယောက်4ယောက်ကြားဝင်တော့လောက်ပြီးမသေးဘူးနော်ကျွန်တော် level 2လေးရှိလို့ရလာလေးပြန်ထွက်လို့ရတယ်တော်လေးရလည်းပြောရမယ်နော်ဒီမှာ level 2မရှိတော့ကျွန်တော် short နိုင်တယ်ဗျာဘာလို့လဲဆို aim မြူတော့ဗျာခုက damage လေးဗျာမခံရတော့ဗျာ easy လေးပြန်ထွက်လို့ရနော် level 2အတော်အရေးကြီးရအပန်းကြီးဒါလေဒီဟာ okay ဟုတ်ပြီကျွန်တော်တို့ဒီက lot တော့တက်ထား lot နဲ့တက်မယ်ရနော် Every dawn is a new beginning. လောနဲ့တက်မယ်တခါလေးပွဲအမ်းလို့ရမလားထိလိုက်ရဗျာဟိုးတာဝါလေးဒီလိုက်ချနော်မကြောက်တော့တာဝါမကြောက်တော့ဘာလို့လဲဆိုတော့ The darkness ကျွန်တော်ဒိုင်းမှာထွက်နေနော် as the light of day. အဲ easy လေးပဲဘာလို့လဲဆိုဘက်ကတော့နေမလာပဲဆိုတော့ကျွန်တော်ကြည့်ရကြအဲ့တော့ easy လေး item လေးပါလေးဝယ်ထားလိုက်ရ easy လေးပဲနော် okay ဟုတ်ပြီဒီမလွယ်ရတယ် spare ကနည်းနည်းလွယ်ပါနော်ဒီနေရာမှာလားဒီလားအဲကိစ္စမရှိပါဘူးနော်လက်တန်တော့မတန်လိုက်ဘူးဒီဘက်တရလေးဒီလား okay ဒီမှာကြည့်ရမလား 1k ရပြီနော်လုံးဝတကောင်ရပြီဘယ်တပြန်ဆိုင်လဲဆိုင်လိုက်အောင်ပဲဘယ်တနောက်တဲ့ 2k double k နော်နောက်တဲ့ triple k ရမလား triple k ရမလားချက်ကြည့်မယ်နော် okay triple k တော့ရပြီဗျာ mini ရမလားတစ်ချက်ကြည့်မယ်mini ရတို့လေယူမလဲ mini ရကိုဟိုကတေရနော် mini ရတော့တန်နေကြအိုးစားပြီလားဟာရပါဘူးဗျာနော် mini ရပဲရသွားတယ်စားပြီရပြီချင်းနေရနော်မရတော့ဘူးစားပြီရတော့တန်သွားရနော်ကျွန်တော်တာဝါပဲဘာမှမရှိဘဲနဲ့ချနော်ဘယ်မရှိပဲတေဖို့ရခိုင်းလို့များဒါပေမဲ့စားပြီရချင်လို့ဗျာနော် mini ရတော့ရပါတယ်စားပြီတော့မရဘူးဗျာအဲ့ဒီတာပါလေနော်တကယ်ကောင်းတဲ့ဗနီတတာပလေယာလေးတော့တွားချလောက်တယ်နော် Kings of the Manian Empire know nothing of honesty. တော့တွေးတတ်တဲ့အမာအိုင်ဒါနော်ကျွန်တော်ကြိုက်နေရဒီလားတော်တော်လေးကဟိုဘက်ကကြာဒီမွန်တာတွေဘာမပါဘူးဆိုရင်ဗျာဒီလားအဲ့ဒီဂါဒီယန်ဟမတ်လေးအဲ့ဒီဟာလေးထည့်ရအဲ့ဒါဆိုတော်တော်လေးမိုက်တယ်တော်တော်လေးမာတယ်ဆိုတာရတွေးများတော့ကြာတူတူတက်ရနဲ့နေခတ်တော့ကြာဒီလား okay ဘာလုပ်မှာလဲတို့ damage မသိဘူးเนาะကျွန်တော် level 2 သုံးထားတယ်တို့ damage က damage တွေအကုန်လုံးညီပါအင်မြူလို့ရတယ်เนาะဒီဗနီတတာတွေကျွန်တော်ကြိုက်နေရတဲ့အကြောင်းအဲ့လောက်ကြီးတော့မခတ်ဘူးဗျာဗနီတတာကိုင်းတော့ဒါပေမဲ့မခတ်ဘူးဆိုတော့ drive တစ်တော့နည်းနည်းနိုင်မှရမှာဗျာ The darkness gathers. okay ဘာလုပ်မှာလဲကောင်လေး The light of day fades. ဟုတ်ပြီဒီဘက်လေးဆိုဖုံးလာဗျာ Let's အေး dance. ပါအော်မားပြီဘတ်တရီမားကုန်ပြီ9ယောက်ကြီးဆိုမနိုင်တော့ဗျာကျွန်တော်စူပါမန်မဟုတ်ဘူးเนาะစူပါမန်မဟုတ်တော့ခတ်ပြီတော့เนาะဖုံးလာနေဗျာဒီလားမှားကုန်ပြီမှဝင်လောက်ကုန်ပြီ9ယောက်ကြီးကြတော့တေးမှာပေါ့လို့လောက်ပြန်ပြီဟေးဘလူတွေအောင်ဟစ်ကုန်ပြီလဲမသိဘူးရနော်โอเคဟုတ်ပြီစင်မဘက်တရီတော့ဖြစ်နေကြနော်ဟာဟုတ်ပြီ sorry အတန်တော့နည်းနည်းပြောက်သွားပြီနော်ဒါကတော့ gain တန်လေးတော့ပြောက်သွားပြီဗျဒီဘက်တရီလေးပြောင်းဝင်ခူးလိုက်ရမယ်လောကမပြေလွတ်မလားမလွတ်နဲ့တပတ်ကေး triple k ရမလား triple k မရအောင်နော် triple k ပဲရပါတယ် easy လေးပါပဲကျွန်တော် damage ကထွက်နေတော့ easy လေးပဲနော် damage ဆိုရင် level 1 damage တော်တော်လေးနာတယ်နော်ဒီဘက်လည်း easy နိုင်ပါပြီလို့နော်ညာတော့မကြောက်တော့ဘူး easy လေးနိုင်ပြီလို့ထင်တာပဲဗျာ guardian အမှတော့ရပြီသွေးလေးပြန်တက်ဖို့ညာလားအိုးကျန်းနေနော်ကျွန်တော်တို့ဘက်ကဟေတာလည်းကျန်းနေဗျာနော်သူလည်းတည်သွားနော်ဒါပဲ easy ပါပဲနော်အားလုံးကိုကျေးဇူးပါနော်ဘယ်ကတော့နိုင်သွားပါပြီလို့နော်အဝီရမလားချိလိုက်ရမယ်ဗျာ
MVP ရနိုင်လားမရနိုင်လောက်ဘူးထင်တယ်ဗျာ MVP ရတော့ no MVP တော့မရအောင်နော်ကျဲတလုံးတော့ရတယ်ဗျာနော်ဗာပဲကြီးကောင်းပါတယ်အားလုံးကောင်းပါတယ် nice ပါလို့နော်အားလုံးကျေးဇူးပါနော်ကျွန်တော်ကြည့်ပြီးလို့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးတလုံးတော့ရတယ်ဗျာနော်နောက်ထပ်လည်းဒီလိုဗီဒီယိုတွေတင်ပေးမယ်နော်ကျွန်တော်ရဲ့ဟာလေးကိုလည်း subscribe လေးလုပ်ပေးပါအောင်လို့ပြောချင်ပါတယ်